တဖက်လူက English လို့ပြောလိုက်ရင်ကို့အနေနဲ့ကြောက်မသွားအောင်လို့ဒီဗီဒီယိုလေးကိုစောင့်အောင်ကြည့်သွားဒီချက်ကကြောပြပေးမယ်ဒီနေရာလေးမှာလူရှိလား it dixi taken it dixi taken သူကဒီလိုပြောလာတော့ကိုကအိုးမရှိဘူးရတယ်အခုယူနော်ဒီလိုပြောချင်တယ်ဆိုရင် no go ahead no go ahead ဒီလိုပြန်ပြောလို့ရတယ်သို့မဟုတ်အော်မရှိဘူးနော်ထိုင်မရတယ်ဒီလိုပြောချင်တော့ it's free have a seat it's free have a seat ဒီလိုလေးပြောလို့ရတယ်သို့မဟုတ်ကိုကတခြားတယောက်အတွက်ကျမနေရာလေးဥထားတာပါလို့ပြောချင်တယ်ဆိုရင်တော့ actually I'm saving it for someone actually I'm saving it for someone ဒီလိုလေးတွေပြန်ပြောလို့ရတယ်နောက်တစ်ခုအနေနဲ့ကိုယ်တစုံတစ်ယောက်ကကျွန်တော်ဝယ်ကျွေးမယ်သို့မဟုတ်ကျမဝယ်ကျွေးမယ်ဒီလိုပြောလာတယ်ဆိုပါစို့ it's my treat it's my treat ဒီလိုပြောတယ်ဆိုရင်ကိုကဘယ်လိုလေးပြန်တုံ့ပြန်လို့ရလဲဆိုတော့အော်တကယ်ပြောနေရလားအရန်ရက်ရောတာပဲเนาะဒီလိုပြန်ပြောချင်တယ်ဆိုရင် are you sure that's really generous are you sure that's really generous ဒီလိုပြန်ပြောလို့ရတယ်သို့မဟုတ်အော်တကယ်ကြီးလားနင်ကလည်းအဲ့လိုလုပ်စရာမလိုပါဘူးဒါပေမဲ့ကျေးဇူးပဲเนาะဒီလိုပြောချင်တယ်ဆိုရင်တော့ really you don't have to but thanks really you don't have to but thanks ဒီလိုလေးပြန်ပြောလို့ရတယ်အတော့ဝင်မယ်လို့ယုံကြည်ပါတယ်ဒီထက်ပိုကောင်းတဲ့သင်ခန်းစာလေးရဲ့အတွက်ဒီချက် page လေးကို follow လုပ်ထားလို့ရတယ်ဒါမှမဟုတ်ကိုယ်တိုင်သင်တန်းလေးတွေလည်းတစ်ချက်စီမှာလာရောက်တက်လို့ရပါတယ်ဒီနေ့ကတော့ဒီလောက်ပဲ bye bye